င်္ဂလာပါစုဖြူဖူတိုကနေကြိုဆိုပါရစေဒီနေ့မှာတော့စမ်းချောင်းမြို့နယ်မြီနီကုန်းစပရစ်ဘေးနာကဘာကရလမ်းမပေါ်မှာရှိတဲ့ဟန်ကောက်ဆိုတဲ့ဆိုင်လေးမှာသက်ဆက်မှာဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးကြပါဦးဘာကရလမ်းမပေါ်မှာဖြတ်သွားရင်းနဲ့ဒီဆိုင်လေးကိုအမြဲတွေ့နေတော့ဘာဆိုင်လေးလည်းမသိဘူးဆိုပြီးတော့စုဖြူတို့တငယ်ချင်းတွေတော့စားမယ်ဆိုပြီးတော့ချိန်လိုက်တာပါကဲဒါလေးကတော့စုဖြူစားခဲ့တဲ့ဆိုင်လေးမီနူးလေးပဲဖြစ်ပါတယ်။ဆိုင်လေးကအထဲမှာဖူးကောင်လိုမျိုးဆိုင်ကန်းလေးအများကြီးပဲပေါ့နော်သူကပြီးတော့အပေါ်ထဲမှာလည်းဘားလေးရှိတယ်။ကဲစုဖြူနဲ့စုဖြူတငယ်ချင်းနှစ်ယောက်စားချင်တာကြီးမှာခဲ့ပါပြီ။စုဖြူဘာကလမ်းမပေါ်ကနေဖြတ်သွားတိုင်းဒီဆိုင်ပုံစံလေးကိုအမြဲမြင်နေရတဲ့ဒီ Fat Pow Society ဆိုင်လေးကိုစားချင်လို့လာခဲ့တာပါဒီဆိုင်လေးမှာ Chinese Burger လို့ခေါ်တဲ့ Rojia မိုလေးရတယ်ပေါ့နော်သူကပေါင်မှုတ်အသားညက်လေးပါပေါင်မှုတ်ထဲကိုထည့်စားတဲ့အသားတွေကိုဟင်းခတ်အမွှေးကြိုက်အများကြီးနဲ့နူးညံ့နေအောင်ပြုတ်လုပ်ထားပြီးတော့ပေါင်မှုတ်ထဲကိုထည့်စားရတာပါပြီးတော့သူ့ဆိုင်မှာအခောက်ကင်အသားကင်အပြင်အခောက်သားထမင်းပေါင်းလည်းရပါသေးရဲ့ကဲဒါလေးကတော့ Chinese Burger နဲ့အခောက်ကင်အသားကင်လေးပဲဖြစ်ပါတယ်စားကြပါဦး Chinese Burger လေးကိုအရသာ2မျိုးနဲ့မှာခဲ့တယ်စုဖြူကတော့အမဲသားအဆက်လေးနဲ့တငယ်ချင်းကဝက်ချိုနဲ့စားခဲ့ပါတယ်စုဖြူကတော့ဒီပေါင်မုတ်အသားညက်လေးကိုတော်တော်ကြိုက်တယ်ကဲဒါလေးကတော့အခောက်ကင်အသားကင်လေးပါစားကြပါဦးသူ့ဆိုင်ရဲ့အသားကင်က juicy ဖြစ်ပြီးတော့ချိုရဲရတာဘက်ကိုသွားထားတော့ချိုသိမ့်ကြရင်တော့တိတ်အဆင်မပြေလောက်ဘူးစုဖြူအားကြတော့အသားကင်ဆိုအဲ့လိုချိုလေးကြိုက်တော့စုဖြူတော့ကတော်တော်အဆင်ပြေရဲ့အရန်ကြိုက်တယ်ပြီးတော့အခောက်ကင်ကလည်းအစီတွေအများကြီးနဲ့အဲ့လိုအီမနေပဲနဲ့အဲ့လိုအခောက်ကျွတ်လေးရဲ့အရသာတကယ်စားရတာတော်တော်ကောင်းတယ်ကဲဒါလေးကတော့ပေါ့ဆိုင်ကအုံနီးနူတောင်းလေးပဲဖြစ်ပါရဲ့ဆူရှူလည်းတစ်ခါမှမစားဘူးလို့ try ကြည့်မယ်ဆိုပြီးမှာခဲ့ရပါအုံသိအနုလေးနဲ့အထောင်းရဲ့ချိန်ငံဆက်အရသာလေးနဲ့ကစားရတာလိုက်ဖက်ပါရဲ့ဒါလေးကတော့ကင်းမုံပင်စိမ့်လေးပါဒီဖူးကောင်ထဲမှာခွာစည်းရှိမှဖွင့်နေရှက်ကင်ဆိုင်လေးရလည်းရှိတော့စုဖြူမှာစားခဲ့ပါသေးရဲ့စုဖြူကရှက်ကင်ဆိုရင်ဒီလိုမျိုးအဆိုကင်လေးကိုပိုကြိုက်တယ်စုဖြူကတော့ရှက်ကင်ကိုအပီဆွဲပြနေတဲ့အချိန်မှာတငယ်ချင်းကအရန်ကြိုက်မနေခဲ့ပါဘူးဗီဒီယိုရိုက်မှမို့လို့သူစားပြနေရပါဒါလေးကတော့တဝဲလိုဒေါင်းချင်းဥပေါ့နော်မြန်မာလိုဆိုရင်တော့ငဖောင်ရိုးဥတုပ်လေးပါငါးဥရဲ့အရသာစိမ့်လေးနဲ့ငါးဥလေးကိုကိုက်လိုက်တဲ့အချိန်မှာပောက်ကနေဖြစ်သွားတဲ့ဟာကိုစုဖြူကအရန်ကြိုက်တာစုဖြူတငယ်ချင်းကိုငါးဥနဲ့ရှက်ကင်ကိုရွေးချယ်ခိုင်းတဲ့အချိန်မှာသူကတော့ငါးဥကိုပို့ပြီးတော့ကြိုက်ပါတယ်စုဖြူကနှစ်ခုလုံးကြိုက်တယ်ကဲဒါလေးကတော့ရှမ်းမြောက်စားစာတစ်ခုဖြစ်တဲ့ဝတ်သားအုံးလေးပဲဖြစ်ပါတယ်စားကြပါဦးသူကဝတ်သားဟင်းထုတ်ကိုပေါင်းထားပြီးတော့ပြန်ကင်ထားတဲ့ပုံစံမျိုးလေးပါစားလို့တော်ကောင်းပါရဲ့နှစ်ယောက်လုံးထမင်းစားကြင်လာနဲ့စုဖြူတငယ်ချင်းကပဲပုတ်ထမင်းတုပ်လေးကိုကြက်ဥကြော်လေးနဲ့စုဖြူကကြတော့ကင်းမွန်ပင်စိမ်းလေးမှာစားခဲ့ပါသေးတယ်ဒီဖူးကောင်ထဲမှာတချို့ဆိုင်လေးမစားလိုက်ရလို့နောက်ထပ်လာစားမယ်ဆိုပြီးလုပ်ထားသေးကဲစားလိုက်ပါဦးမယ်ကြည့်ရှုပေးရဲ့တယောက်စီတိုင်းကျေးဇူးအများကြီးတင်ပါတယ်တတာ